မြတ်စွာဘုရားရဲ့အဆုံးအမလူရင်းကဘာလဲဆိုတာလေးကိုဒီနေ့တတ္ထုသာသနာသုတ်တံဆိုတာလေးကိုအခြေခံပြီးတော့ဘုန်းတို့ပြောကြည့်ခြင်းပါတယ်ဗျာအခုဘုန်းတို့တရားဟောကြတယ်တရားနာကြတယ်ဆိုတာလေးလေးနက်နက်လေးပြန်ပြီးတော့စဉ်းစားကြည့်ဘု து တရားကိုဟောပြီးတော့ဘု து တရားကိုနာနေကြတာတော့မြတ်စွာဘုရားရဲ့တရားကိုဟောပြီးတော့မြတ်စွာဘုရားရဲ့တရားကိုနာကြတာဘုရားရဲ့အဆုံးအမကိုလိုက်နာမယ်ဆိုတဲ့စိတ်နဲ့လည်းပဲဒီအကျင့်မြတ်တွေကိုကျင့်သုံးကြတာအဓိကမြတ်စွာဘုရားရဲ့အဆုံးအမကိုပဲအဓိကထားပြီးတော့ဘုံဘုံတို့တွေတန်ဖိုးထားပြီးတော့ဒီမြတ်တဲ့အလုပ်တွေကိုလုပ်နေကြတာတော့ဘုရားရဲ့အဆုံးအမကအရာရာမှာအဓိကပဲလို့ဒါလေးကိုအရင်စဉ်းစားသိခြင်းနဲ့အဲ့တော့မြတ်စွာဘုရားရဲ့အဆုံးအမမြတ်စွာဘုရားဆုံးမခဲ့တဲ့တရားဒေသနာတွေဟာဘာရစေခြင်းနဲ့စိတ်ဘာဖြစ်စေခြင်းနဲ့စိတ်နဲ့မြတ်စွာဘုရားကဆုံးမခဲ့တာတော့မြတ်စွာဘုရားတရားတော်တွေအားလုံးရဲ့ဥတည်ချက်ကဘာတော့ရည်ရွယ်ချက်ကဘာတော့အဲ့ဒါလေးကိုလိုရင်းရောက်အောင်ဘုံဘုံတို့ခေါင်းထဲမှာနားလည်ပြီးသားဖြစ်ရမယ်နော်အဲ့ဒီနားလည်မှုလေးကိုအနှစ်သာရရှိရှိရရှိစေဖို့အင်္ဂုတ္တပါဠိတော်တတ္တကနိပတ်မှာမှတ်တမ်းတင်ထားတဲ့တတ္ထုသာသနာသုတ်တံဆိုတာလေးကိုဘုံဘုံပြောပြမယ်တတ္ထုသာသနာဆိုတာမြတ်စွာဘုရားရဲ့အဆုံးအမလို့ဒီလိုအဓိပ္ပာယ်ရအခါတစ်ပါးမှာမြတ်စွာဘုရားရဲ့ထံတော်မောက်ကိုရှင်ဥပါလိမထေရရောက်လာပြီးတော့မြတ်စွာဘုရားကိုတရားတောင်းတယ်ရှင်ဥပါလိဆိုတာတာကိဝေမင်းသား6ယောက်ယဟန်ပြုတော့သူကဆတ္တာတဲ့အနေနဲ့ပါလာတာနောက်တော့ယဟန္တာဖြစ်ပြီးတော့ဝိနည်းယာမှာဣတရေရတဲ့မထေရမြတ်ကြီးတစ်ပါးဖြစ်ပါတယ်အဲ့ဒီရှင်ဥပါလိကမြတ်စွာဘုရားကိုဘာလျှောက်တုံဆိုတော့တာရုမေဗန္ဒီဘဂဝါတန်ခိတ္တေနဓမ္မတိတေတုမြတ်စွာဘုရားတဲ့ဘုရားတပည့်တော်တောင်းပန်ပါတယ်ဘုရားတပည့်တော်ကိုတနာတော်အဖြစ်တရားဒေသနာကိုအချင်းချုပ်ကလေးဟောပြပါတန်ခိတ္တေနဓမ္မတိတေတုတရားကိုအကျယ်ကြီးအများကြီးတောင်းတာမဟုတ်အချင်းချုပ်ကလေးလိုရင်းကလေးပေါ့တာရုမေဗန္ဒီဘဂဝါတန်ခိတ္တေနဓမ္မတိတေတုယမဟံဘဂဝတောဓမ္မံသုတ်တဝါဧကောဥပကထောအပ္ပမထောအာတပိပဟိတတောဝိဟရိယံမြတ်စွာဘုရားကြီးကအဲ့ဒါလိုတရားလေးများနာပြီးလို့ရှိရင်ဘုရားတပည့်တော်ဟာဧကောတယောက်တည်းနေပြီးတော့ဝုပကထောစိတ်ငြိမ်ရာရမှာချင်းကပ်ပြီးတော့အပ္ပမထောမမေ့မလျော့စွဲမြဲတဲ့တတိတရားနဲ့အာတပိပြင်းပြင်းထန်ထန်ကြိုးစားပြီးတော့ပဟိတထောနိဗ္ဗာန်ကိုရလိုတဲ့စိတ်နဲ့နိဗ္ဗာန်ကိုရှေ့လွတ်သောစိတ်နဲ့နေပါမယ်တဲ့မြတ်စွာဘုရားကြီးကတရားအကျဉ်းကလေးများနာပြီးလို့ရှိရင်သူဘလို့နေမယ်ထိုင်မယ်ဆိုတာကိုရှောက်တာနော်ဧကောတယောက်တည်းနေမယ်ဝုပကထောတိတ်ဆိတ်တဲ့နေရာလေးစိတ်ငြိမ်တဲ့နေရာလေးဘယ်သူမှမရှိတဲ့နေရာလေးမှာနေမယ်အပ္ပမထောအဲ့လိုနေတဲ့အခါမှာလည်းပဲတတိကလေးနဲ့နေမယ်ကုသိုလ်တရားကိုမမေ့တဲ့စိတ်ကလေးနဲ့နေမယ်အဲ့ဒီမမေ့တဲ့စိတ်ဖြစ်အောင်လည်းပဲပြင်းပြင်းထန်ထန်ကိုသူအားဆိုင်မယ်အာတပိအဲ့ဒါလိုတယောက်တည်းစိတ်ငြိမ်ရာမှာမမေ့မလျော့ပြင်းထန်တဲ့ဝိရိယနဲ့နေတာဟာဘယ်လိုရည်ရွယ်ချက်နဲ့နေတာတော့ဘာရခြင်းတဲ့စိတ်နဲ့နေတာတော့ဆိုရင်အငြိမ့်တဲ့နိဗ္ဗာန်ကိုမျက်မှောက်ပြုလို့တဲ့စိတ်နဲ့နေမှာကျန်တဲ့အရာတွေကိုတောင့်တပြီးတော့သူအဲ့ဒါလိုလုပ်တာမဟုတ်ပဟိတတဆိုတာနိဗ္ဗာန်ကိုရှေ့လွတ်သောစိတ်နဲ့နေမှာဒီလိုလုပ်နေတာဟာတခြားဘာကိုမှရခြင်းလို့လုပ်နေတာမဟုတ်ဘူးဒီစိတ်ကိုအာသောတရားတွေကိလေသာတရားတွေကနေလွတ်မြောက်သွားစေဖို့ဆိုတဲ့ရည်ရွယ်ချက်တစ်ခုတည်းနဲ့ဒီလိုလုပ်မှာစကလုံးလေးတွေကအလွန်မှအနှစ်သာရပါတယ်လို့ဆိုနိုင်ဘူးလားအဲ့ဒါလိုမြတ်စွာဘုရားကိုတရားတောင်းတဲ့အခါမှာမြတ်စွာဘုရားကလည်းအချင်းချုပ်ကလေးပဲဟောပါတယ်ဥပါလိတဲ့တရားတစ်မျိုးဟာကိုယ့်ရဲ့စိတ်ကို
အကျိုးကျေးဇူး9မျိုးကိုဖြစ်ထွန်းစေမယ်ဆိုလို့ရှိရင်အဲ့ဒါကိုတရားလို့မှတ်ရမယ်အဲ့ဒါကိုဘုရားရဲ့အဆုံးအမလို့မှတ်ရမယ်နော်ဒီမှာမြတ်စွာဘုရားကတော့ဧသောဓမ္မောဧသောဝိနယောဧတံတထုတာဒနာဒီတရားတစ်မျိုးဟာဒီတရားဟာအကျိုးကျေးဇူး9မျိုးကိုဖြစ်ထွန်းစေတယ်ဆိုရင်ဧသောဓမ္မောအဲ့ဒါတရားပဲဧသောဝိနယောအဲ့ဒါဟာဝိနယပဲဧတံတထုတာဒနာအဲ့ဒါဟာငါဘုရားရဲ့အဆုံးအမပဲတဲ့တရားဟုတ်မဟုတ်ဝိနယဟုတ်မဟုတ်ဘုရားရဲ့အဆုံးအမဟုတ်မဟုတ်ဆိုတာကိုအကျိုးကျေးဇူး9မျိုးထွက်ရှိခြင်းရှိမရှိအကျိုးကျေးဇူး9မျိုးကိုဖြစ်စေခြင်းရှိမရှိဆိုတာ ਨੇ တိုင်းတာရမယ်ပေါ့အဲ့ဒီအကျိုးကျေးဇူး9မျိုးကတချို့ယောဂီတို့ရဲ့နှုတ်ဖျားမှာအဲ့ဒီစကားလုံးလေးတွေရှိပြီးသားတန်ဖိုးဖြတ်လို့မရတဲ့စကားလုံးလေးတွေဟုတ်လားအဲ့ဒီအကျိုးကျေးဇူး9မျိုးကဘာလဲဆိုတော့ဧကန္တနိဗ္ဗိဒာယဝိရာဂာယနိရောဓာယဥပတမယအဘိညာယတမ္မောဓာယနိဗ္ဗာနာယတံဝတ္တန္တိဒီအကျိုးကျေးဇူး9မျိုးကိုဖြစ်စေတယ်ဆိုရင်အဲ့ဒါတရားပဲအဲ့ဒါဝိနည်းပဲအဲ့ဒါဘုရားအဆုံးအမပဲအကယ်၍ဒီအကျိုးကျေးဇူး9မျိုးကိုမဖြစ်စေဘူးဆိုရင်နေသောဓမ္မောနေသောဝိနည်းနေတံတထုတာဒနာအဲ့ဒါဟာတရားမဟုတ်အဲ့ဒါဟာဝိနည်းမဟုတ်ဘူးအဲ့ဒါဟာဘုရားရဲ့အဆုံးအမဟုတ်အဲ့လိုကိုပြက်ပြက်သားသားဟောတာနော်အဲ့တော့ဒီအကျိုးကျေးဇူး9မျိုးကိုဘုန်းဘုန်းတို့တွေကတကယ်ကိုပိုင်နိုင်သိထားရမယ်ဒီအကျိုးကျေးဇူး9မျိုးကိုဖြစ်စေမှအဲ့ဒါတရားအဲ့ဒါဝိနည်းအဲ့ဒါဟာဘုရားရဲ့အဆုံးအမဒီလိုနားလည်ရမယ်နော်အဲ့တော့ဒီအကျိုးကျေးဇူး9မျိုးဖြစ်စေဖို့အတွက်ရည်ရွယ်ပြီးတော့ဘုရားကတရားတွေဟောခဲ့တာဘုရားဖြစ်အောင်ကျင့်သုံးခဲ့တာဒီအထိလည်းဘုန်းဘုန်းတို့ကနားလည်ကြရမယ်ပေါ့ဟုတ်လားအဲ့တော့အဲ့ဒီအကျိုးကျေးဇူး9မျိုးကိုဗမာလူလေးရှင်းရှင်းလင်းလင်းနားလည်ကြည့်ရအောင်နံပါတ်1ဧကန္တနိဗ္ဗိဒာယနော်စင်စစ်တန်တရားဝိဆင်းရဲကိုညှင်းငွေတဲ့သဘောဖြစ်စေရမယ်ဘဝဖြစ်နေတာဟာပျော်မွေ့စရာကောင်းတဲ့နှစ်သက်စရာကောင်းတဲ့အနေအထားမဟုတ်ဘူးဆိုတဲ့အမြင်မှန်ရပြီးတော့ဘဝရဲ့ပုံမှာညှင်းငွေတဲ့စိတ်ဖြစ်စေမှအဲ့ဒါတရားအဲ့ဒါဝိနည်းအဲ့ဒါဘုရားရဲ့အဆုံးအမဟုတ်လားဧကန္တနိဗ္ဗိဒာယဝိရာဂာယဘဝရဲ့ပုံမှာဆွဲမဲ့မှုကင်းသွားမှဆွဲမဲ့မှုကင်းသွားစေမှအဲ့ဒါတရားအဲ့ဒါဝိနည်းအဲ့ဒါဘုရားရဲ့အဆုံးအမဘဝကတကယ်စင်စစ်ဒုက္ခပဲဒုက္ခကိုမသိလို့သာဒုက္ခကိုဒုက္ခမှမသိလို့သာဒီဒုက္ခတွေရဲ့ပုံမှာဘုံဘုံတို့တွေကဆွဲလန်းနေကြတာတွေ့တာနေကြတာမမောနေကြတာအကောင်းထင်နေကြတာဒီဘဝရဲ့ဒုက္ခသဘောမှန်ကိုသိမယ်ဆိုရင်ဘဝရဲ့ပုံမှာဘာဖြစ်သွားမှာတော့ဝိရာဂာယဆွဲမဲ့မှုကင်းသွားလိမ့်မယ်တဲ့မကောင်းဘူးဆိုတာတကယ်သိရင်ဘယ်လိုလူမျိုးကမှဆွဲမဲ့နေမှာမဟုတ်ဘူးပေါ့အဲ့လိုဆွဲမဲ့မှုကိုကင်းသွားစေမှတရားဆွဲမဲ့မှုကင်းမှုကိုဖြစ်စေမှအဲ့ဒါမြတ်စွာဘုရားရဲ့အဆုံးအမဧကန္တနိဗ္ဗိဒာယဝိရာဂာယနိရောဓာယနော်နိရောဓဆိုတာအကြောင်းတရားဖြစ်တဲ့ကိလေသာတွေကင်းပြတ်သွားတဲ့အတွက်ကြောင့်ချုပ်ငြိမ့်သွားတဲ့အတွက်ကြောင့်အကျိုးရလဒ်ဖြစ်တဲ့ဆင်းရဲဒုက္ခတွေလုံးဝငြိမ့်သွားတာကိုနိရောဓလို့ပြောတာအဲ့လိုဒုက္ခခတ်သိငြိမ့်သွားမှချုပ်သွားစေမှအဲ့ဒါဟာတရားအဲ့ဒါဟာဝိနည်းအဲ့ဒါဟာဘုရားရဲ့အဆုံးအမ၃မျိုးရှိပြီနော်ဧကန္တနိဗ္ဗိဒာယဝိရာဂာယနိရောဓာယသူတို့ကိုတတွဲမှတ်မယ်ဘဝရဲ့ပုံမှာညှင်းငွေသွားစေမှဘဝကိုဆွဲမဲ့မှုကင်းသွားမှဘဝရဲ့ပုံမှာဆွဲမဲ့မှုကင်းသွားမှဘဝဒုက္ခတွေချုပ်ငြိမ်းသွားစေမှဒါကိုမြတ်စွာဘုရားရဲ့အဆုံးအမလို့နားလည်ရမယ်နောက်ထပ်၄မျိုးကြံသေးတယ်ဥပသမယအဘိညာယတံဘောဓာယနိဗ္ဗာနာယတံဝတ္တန္တိဒီ၄မျိုးကိုတတွဲမှတ်ရဥပသမယဆိုတာနှလုံးစိတ်ဝမ်းငြိမ်းအေးတာပြောတာတရားတစ်ပုဒ်ကိုနားလိုက်လို့တရားနိလန်းတစ်ခုကိုကျင့်သုံးလိုက်လို့ကိုယ့်ရဲ့စိတ်နှလုံးဟာတကယ်ကိုပဲငြိမ်းသွားတယ်အေးသွားတယ်ဆိုရင်အဲ့ဒါဘာလို့တရားပဲအဲ့ဒါဟာဘုရားရဲ့အဆုံးအမပဲနှလုံးစိတ်ဝမ်းကိုမငြိမ်းစေဘူးမအေးစေဘူးမငြိမ်းမအေးသေးတဲ့အပြင်ပူတောင်ပူသွားစေသေးတယ်ဆိုရင်အဲ့ဒါတရားမဟုတ်အဲ့ဒါဘုရားရဲ့အဆုံးအမဟုတ်လားဥပသမယပြီးတော့ဗါတယ်တော့အဘိညာယတဲ့အဘိညာယဆိုတာထူသောဉာဏ်ဖြင့်သိတာတာမန်ဉာဏ်တာမန်စိတ်နဲ့မသိနိုင်တဲ့ယုတ်တဏ္ဍတ္တုရဲ့သဘောလက္ခဏာဖြစ်တဲ့အ
နိစ္စဒုက္ခအနတ္တလက္ခဏာရေးသုံးပါးကိုသိတာကိုပြောတာဖြစ်ပေါ်နေတဲ့သဘာဝတရားတို့ရဲ့စင်စစ်မပြတ်ပြီးဆုံးလိုက်နေမှုဆိုတဲ့အိဋ္ဌသဘောကိုကောင်းကောင်းသိတယ်ဖြစ်စဉ်တွေဟာကောင်းတဲ့သဘောတွေမဟုတ်ဘူးဆိုတာကိုနားလည်တယ်တန်ဖိုးမရှိတဲ့သဘောတွေဖြစ်နေတာပုဂ္ဂိုလ်တ attva သဘောမဟုတ်တဲ့သဘောတွေဖြစ်နေတာလို့ကောင်းကောင်းသိတယ်အဲ့ဒါကိုဘာခေါ်တော့အဘိညာယတဲ့ယောဂီတို့အဲ့ဒီဉာဏ်ကိုရဖို့ကြိုးစားနေကြတာနော်ဥပသမယအဘိညာယတံဘောဓာယတံဘောဓာယဆိုတာကထိုးထွင်းပြီးတော့သိတာထွင်းဖောက်ပြီးတော့သိတာဘာကိုထိုးထွင်းပြီးတော့သိတာတော့ဆိုတော့တစ္ဆာလေးပါအမှန်တရားကိုထိုးထွင်းပြီးတော့သိတာဘဝရဲ့ဆင်းရဲပါတယ်ဆိုတဲ့နံပါတ်1အမှန်တရားကိုသိတာဘဝဒုက္ခတွေဖြစ်ခြင်းရဲ့အကြောင်းတရားဖြစ်တဲ့လောဘဆိုတဲ့သမုဒယသစ္စာကိုထိုးထွင်းပြီးတော့သိတာသိုံနဲ့မကဘူးအဲ့ဒီသမုဒယသစ္စာကိုပယ်နိုင်တာလောဘချုပ်ရာအငြိမ့်တဲ့နိဗ္ဗာန်ကိုထိုးထွင်းပြီးတော့သိတယ်နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်တယ်အဲ့ဒီနိဗ္ဗာန်ကိုရောက်ဖို့အတွက်မဂ္ဂင်၈ပါးဆိုတဲ့အကျင့်မြတ်တရားကိုပြည့်စုံစွာကျင့်သုံးသွားတာကျင့်သုံးသွားနိုင်တာဟုတ်လားအဲ့လိုသစ္စာလေးပါးကိုတပြိုင်တည်းထိုးထွင်းပြီးတော့သိတာမြင်တာကိုဒါမဲ့ဉာဏ်လို့လည်းခေါ်တယ်ပေါ့ဒီမှာတော့ဘယ်လိုပြောတော့တံဘောဓာယတဲ့နော်တကယ်ကိုပဲထက်မြက်တဲ့နော်ကိလေသာအဆိုင်ခဲကိုဖောက်ခွဲပြည့်စည်ပြစ်နိုင်တဲ့ဉာဏ်ဆိုတာအဲ့လိုဉာဏ်မျိုးကိုပြောတာနော်ဥပသမယအဘိညာယတံဘောဓာယနိဗ္ဗာနယတံဝတ္တန္တိအဲ့လိုသစ္စာလေးပါးကိုမြင်လို့ကိလေသာကိုသူ့အရှင်းနဲ့သူပယ်နိုင်မယ်ဆိုလို့ရှိရင်အငြိမ့်တဲ့နိဗ္ဗာန်ကိုဖိုဉဏ်ဖြင့်ဒီဘဝတွင်ကျင့်ဖန်များစွာမျက်မှောက်ပြုပြီးတော့သူဟာနေနိုင်လိမ့်မယ်တဲ့ဟုတ်လားအဲ့ဒါနံပါတ်9အကျိုးကျေးဇူးပဲအဲ့ဒီ9မျိုးသောအကျိုးကျေးဇူးကိုဖြစ်ထွန်းစေမှသာလေအဲ့ဒါကိုတရားလို့မှတ်ရမယ်အဲ့ဒါကိုဝိနည်းလို့မှတ်ရမယ်အဲ့ဒါကိုဘုရားရဲ့အဆုံးအမလို့မှတ်ရမယ်တဲ့တော့ဘုန်းဘုန်းတို့မြတ်စွာဘုရားရဲ့သာသနာနဲ့တွေ့ခွင့်ရလို့ကောင်းလိုက်တာဘုရားရဲ့သာသနာအလွန်မှမွန်မြတ်တာပဲအဲ့ဒါလိုဘုရားရဲ့သာသနာပေါ်မှာတန်ဖိုးထားကြတဲ့ပုဂ္ဂိုလ်တွေကြီးပဲဒီလူတွေအကုန်လုံးဟုတ်လားအဲ့လိုဆိုရင်ဘုရားရဲ့အဆုံးအမဘုရားရဲ့သာသနာဆိုတာဘာကိုအဓိကရစေခြင်းနဲ့စိတ်နဲ့ဆုံးမခဲ့တာတုံးဆိုတာကိုဒီဒေသနာကိုကြည့်ရင်မသိနိုင်ဘူးလားတလုံးနဲ့ပြောရရင်ဘဝရဲ့ပေါ်မှာဒုက္ခဆိုတဲ့အမှန်တရားကိုကောင်းကောင်းနားလည်ပြီးတော့မမောမှုကင်းသွားဖို့ကသာလျှင်လိုရင်းပဲနော်ဘုရားရဲ့အဆုံးအမတွေဟာဘဝကြီးပွားရေးအတွက်အဓိကရည်ရွယ်ပြီးတော့ဆုံးမခဲ့တာမဟုတ်ဘဝဒုက္ခတွေကနေလွတ်မြောက်ရေးကိုပဲအဓိကရည်ရွယ်ပြီးတော့ဆုံးမခဲ့တာဘုန်းဘုန်းတို့တွေဘဝမချုပ်သမျှဒုက္ခဘယ်တော့မှမချုပ်ဘူးနော်ကိုကဘဝနဲ့ဒုက္ခကိုတခုတည်းလို့တွဲပြီးတော့မမြင်တတ်သေးဘူးဘဝကတတ်တတ်ဒုက္ခကတတ်တတ်လို့ဒီလိုထင်နေတာဒုက္ခကိုတော့မတွေ့ခြင်းဘူးဘဝကိုကြတော့လုံးဝမစွန့်နိုင်ဘူးအဲ့လိုဖြစ်နေတယ်ဘဝကိုမစွန့်နိုင်သေးသမျှဘဝပုံမှာတွေ့တာနေသေးသမျှဘဝဒုက္ခတွေနဲ့ဘုန်းဘုန်းတို့တွေကဘယ်တော့မှကင်းကွာသွားမှာမဟုတ်နော်ဒုက္ခတွေအားလုံးဟာတကယ်စင်စစ်ဘဝပုံမှာပဲမှီးပြီးတော့ဖြစ်နေတာဘဝကိုကဒုက္ခပဲတကယ်တမ်းကအဲ့ဒီအဖြေမှန်ကိုရအောင်ဘုန်းဘုန်းတို့ခုဘာလုပ်နေကြတာတော့ရှားနေကြတာဟုတ်လားဒါကြောင့်လူရင်းကဘာလဲဆိုတာကိုဘုန်းဘုန်းတို့မြင်တတ်ဖို့လိုတယ်ဘုရားဆုံးမခဲ့တဲ့အဆုံးအမအားလုံးရဲ့လူရင်းကဘဝဒုက္ခတွေချုပ်ငြိမ်းရေးဘဝဒုက္ခချုပ်ငြိမ်းဖို့ဆိုရင်ဘဝချုပ်ငြိမ်းမှဘဝဒုက္ခချုပ်ငြိမ်းပါဘဝချုပ်ငြိမ်းတယ်ဆိုတာလေဘဝရဲ့ပုံမှာမမောမှုကင်းမှဘဝကလည်းချုပ်ငြိမ်းမှာဘဝရဲ့ပုံမှာမမောမှုကင်းဖို့ဆိုတာလေဘဝရဲ့ဒုက္ခသဘောအမှန်ကိုတကယ်ကိုထိုးထွင်းပြီးတော့သိမှဘဝရဲ့ပုံမှာမမောမှုကင်းသွားမှာဘဝရဲ့ဒုက္ခသဘောအမှန်ကိုမသိဘူးဆိုရင်ဘဝပေါ်မှာမမောမှုမကင်းဘူးဘဝပေါ်မှာမမောမှုမကင်းဘူးဆိုရင်ဘဝတွေဟာဆက်ဖြစ်နေမယ်ဘဝဒုက္ခမချုပ်ဘဝဒုက္ခမချုပ်ဘူးဆိုလို့ရှိရင်ဘုန်းဘုန်းတို့တွေနော်ဘယ်ဒုက္ခမှဒါချုပ်ငိမ့်တယ်လို့အဆိုနိုင်ဘူးခဏပဲနော်တတ္တရာရတယ်လို့နဲ့ပြီးရင်ပြန်ပြီးတော့တွေ့ရမယ်အနေအထားတွေကြီးပဲနော်ဒုက္ခတကယ်ချုပ်တယ်ဆိုတာတဖန်ပြန်မဖြစ်သောချုပ်ချင်းဖြင့်ချုပ်မှသာလေဒုက္ခတကယ်ချုပ်တယ်လို့ခေါ်တာ哦နော်တမ္မာဒုက္ခခရာယဆိုအဲ့ဒါကိုပြောတာဆိုကြပါစို့ယောဂတစ်ခုဆွဲကတ်တယ်စေးစားတယ်ခဏပဲတတ်တာတယ်ပြီးရင်ပြန်ဖြစ်မှဆိုရင်ဒါကိုယောဂကောင်းကောင်းပျောက်တယ်လို့ဆိုနိုင်မလားမဆိုနိုင်ဘူးနောက်ထပ်ဘယ်တော့မှပြန်မဖြစ်တော့ဘူးဆိုတဲ့အနေအထားမျိုးရောက်အောင်ပျောက်သွားမှ
ယောဂကောင်းကောင်းပျောက်တယ်လို့ဆိုနိုင်တာဟုတ်လားဒါကြောင့်ယောဂတကယ်ပျောက်သွားတယ်ဆိုတာတဖန်ပြန်ပြီးတော့မဖြစ်တော့သောပျောက်ခြင်းဖြင့်ပျောက်မှတကယ်ပျောက်တာဟုတ်လားအဲ့ဒါမဂ္ဂင်၈ပါးကျင့်မြတ်တရားဆိုတာတမ္မာဒုက္ခခေယယဒုက္ခကိုကောင်းစွာကုံဆုံးသွားစေနိုင်တဲ့လမ်းစဉ်ဒုက္ခကိုကောင်းစွာကုံဆုံးသွားစေနိုင်တယ်ဆိုတာတဖန်ပြန်မဖြစ်သောချုပ်ခြင်းဖြင့်ချုပ်သွားစေနိုင်သည့်အထိပယ်သက်ပြစ်နိုင်တဲ့အစွမ်းရှိတဲ့အနေအထားကိုပြောတာသဘောပေါက်တယ်နော်ဒါကြောင့်မြတ်စွာဘုရားအစိုးအမရဲ့လိုရင်းပန်းနိုင်ကပါလေဘဝဒုက္ခတွေချုပ်ငြိမ်းရေးဘဝဒုက္ခချုပ်ငြိမ်းဖို့ဆိုရင်ဘဝချုပ်ဖို့လိုတယ်ဘဝချုပ်ဖို့ဆိုလို့ရှိရင်ဘဝရဲ့ပုံမှာမမောမှုကင်းဖို့လိုတယ်ဘဝရဲ့ပုံမှာမမောမှုကင်းဖို့ဆိုရင်ဘဝရဲ့ဒုက္ခသစ္စာအမှန်သဘောကိုတကယ်သိဖို့လိုတယ်အဲ့ဒီဒုက္ခသစ္စာမကောင်းတဲ့သဘာဝအမှန်ကိုသိဖို့အတွက်အခုဘုံဘုံတို့ဘာလုပ်နေတာတော့အပင်ပန်းခံပြီးတော့နားလေအောင်ကြိုးစားနေရတာလူရင်းလေးကဒါပဲ